but dot ဒီလေ့ကျင့်ခန်းလေးကိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပခုံးရဲ့အောက်တက်တဲ့မှာကျွန်တော်တို့လက်ကလေးထောက်တာဒူးလေးကိုလည်း90ဒီဂရီအတိုင်းပဲထားလက်ကိုရှေ့ကိုအရင်မရောက်စေနဲ့ဒူးနောက်ကိုအရင်မရောက်သွားစေနဲ့ပြီးရင်ကျွန်တော်တို့ခေါင်းကအရင်အောက်ကိုမငုံထားနဲ့ပုံမှန်လေးတိုင်းပဲထားခြေပြားလေးပေါ့နော်ခြေပြားလေးကလည်းကျွန်တော်တို့ဒီလိုလေးထောက်တာပြီးရင်ကျွန်တော်တို့ဒီကြောကုန်းဒီလိုကုန်းနေလို့မရဘူးအောက်ကိုကော့နေလို့မရဘူးခါကိုဒီလို neutral spine လေးပဲထားမယ်ပြီးရင်ကျွန်တော်တို့ရဲ့မျက်လုံးလေးကဒီခေါင်းငြိမ်နေဖို့အတွက်ရှေ့တနေရာလေးကိုပဲကျွန်တော်တို့အာရုံစိုက်ပြီးတော့ကြည့်နေမယ်ပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့စန့်ကျင်ဘက်လက်တစ်ဖက်ခြေထောက်တစ်ဖက်ကကျွန်တော်တို့ရှေ့နဲ့နောက်နဲ့ကိုကျွန်တော်တို့စန့်ထုံမယ်တစ်ဖက်စီပေါ့နော်တစ်ဖက်ကိုတစ်ချက်စီသွားမယ်ဘယ်ခြေညာလက်စန့်ထုံမယ်ညာခြေဆိုလို့ရှိရင်ဘယ်လက်စန့်ထုံမယ်ပေါ့နော်အဲ့တော့သတိထားမှာကကျွန်တော်တို့ကဒီလေ့ကျင့်ခန်းကမြန်လုပ်ရတဲ့လေ့ကျင့်ခန်းမဟုတ်ဘူးဖြည်းဖြည်းချင်းကျွန်တော်တို့ဒီ core muscle တွေကိုကျွန်တော်တို့ထိန်းပြီးတော့ကစားရတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်ဒီလေ့ကျင့်ခန်းကိုမြန်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလေ့ကျင့်ခန်းရဲ့ benefit ကိုရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဖြည်းဖြည်းချင်းလုပ်ပါမယ်ဒီခြေထောက်တစ်ဖက်နဲ့တစ်ဖက်ပေါ့နော်ချိန်လိုက်တဲ့အခါပြောင်းလိုက်တဲ့အခါမှာခန္ဓာကိုယ်ကြီးကတိတိတတ်တာကြီးအရင်လှုပ်မသွားအောင်လို့ကိုယ့်ကိုယ်တတိထားပြီးတော့လုပ်မယ်အဲ့တော့ဒီခြေထောက်တစ်ဖက်လက်တစ်ဖက်လှုပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်တစ်ခုလုံးထိန်းဖို့အတွက်ခြေထောက်တစ်ဖက်လက်တစ်ဖက်ပဲကျန်တယ်အဲ့တော့အဲ့ဒီနှစ်ဖက်နဲ့ပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးငြိမ်အောင်ထိန်းရမှာဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးကမာစီတွေအကုန်လုံးကျွန်တော်တို့တိချာ control လုပ်ပြီးတော့ထိန်းထားနိုင်ဖို့လိုတယ်အဲအကြောင်းကျွန်တော်တို့တိချာလေးထိန်းထားပြီးတော့ဖြည်းဖြည်းချင်းသွားပါမြန်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မလိုအပ်တဲ့နေရာတွေကလှုပ်ပြီးတော့ကျွန်တော်တို့ benefit ကိုကောင်းကောင်းမရမှာဆိုလို့ဒါကြောင့်မလို့ကျွန်တော်တို့ဖြည်းဖြည်းချင်းလုပ်ပါဘိုင်းနဲ့ခါတစ်ဘိုက်ကမာဆယ်လေးတွေကိုတိချာလေးထိန်းထားပေးပါ